အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်အကြည့်ပြန်ပလေးပါ Minecraft Hardcore Series Episode 3ရဲ့ကြိုဆိုပါလေဟုတ်ပါတယ်ကျွန်တော်ဒီ episode မှာကျွန်တော်သိရပါတယ်ဘယ်လိုဖြစ်တာလဲဆိုတော့ကျွန်တော်တွင်းနဲ့ထွားချင်းမှာရှားတွေ့တယ်Diamond block တွေ diamond တွေအများကြီးတွေ့တယ်ကျွန်တော်ဒီ potion တောက်ရည်တယ်ထွားချင်းမှာတည်းကပစ္စည်းကောင်းတွေရအောင်ဒီမှာလည်းဒီမလို့ဖြစ်သွားသေးတယ်အထက်မှာတော့နှစ်ခုတော့ရခဲ့တယ်ဆိုမီဒီယာဓာတ်တွေနဲ့မို့လို့ကျွန်တော် blog တက်လိုက်တာအဲ့ဒါဘယ်လိုဖြစ်သွားတာလဲသိရလို့ရှိရင် comment မှာရေးခဲ့ပါဦး